အားလုံးပဲမင်္ဂလာပါဗျအကာ easy data ကနေပြန်လည်ကြိုဆိုပါရစေကျွန်တော်တို့ရှေ့မှာသင်ခဲ့တဲ့ lesson 1လေးကိုညီကိုတို့ကြည်ကြည်ညက်ညက်လေးလေ့ကျင့်ပေးဖို့လိုအပ်တယ်ပေါ့နော်လက်လေးအတမတက်ဖို့လိုအပ်ပါတယ် okay အခုကနောက်ထပ် lesson 2ကသင်ခန်းစာလေးကိုဆက်ပြီးတော့ကြည့်ကြမယ် lesson 1မှာကျွန်တော်တို့ပြသွားတာဒီထောင်းတွေပဲတီးသွားတာပေါ့နော်လက်ညှိုးနဲ့လက်ကလေးကိုဒီကောင်ကိုထောင်းတွေပဲတီးသွားတာဖြစ်ပါတယ်အခုကြတော့ကျွန်တော်တို့ဒီနောက်ထပ်ဒီလက်တရွယ်တစ်ချောင်းကိုထပ်ပြီးတော့သုံးမယ်ပေါ့နော်ပထမနှစ်ချောင်းပဲသုံးတာပေါ့နော်နှစ်ချောင်းပဲသုံးတာဒီနောက်ထပ်အခုကတော့ lesson 2ကတော့နောက်ထပ်လက်တရွယ်လေးကိုထပ်ပြီးတော့သုံးမယ်ပေါ့နော် okay အဲ့ဆိုလို့ရှိရင်ဘယ်လိုတီးရမလဲဆိုတာကြည့်အောင်ခုနပထမပြထားတဲ့ပုံစံတိုင်းပဲကျွန်တော်တို့ဒီခေါင်းလေးတွေနဲ့ပဲတီးမယ်ပေါ့နော် okay အဲ့ဆိုလို့ရှိရင်စပြီးတော့ကြည့်ကြမယ်မထုံလုံးလေးကိုထုံးစံတိုင်းဖွင့်ထားပြီးတော့တီးပါစီးစနစ်ကြကြပါတော့ကျွန်တော်တို့ပထမသင်ခန်းစာမှာကြည်ကြည်ညက်ညက်လေးလက်သမားတွေတက်ပြီးဆိုမှနောက်ထပ်ဒီဥစ္စာလေးကိုထပ်ပြီးတော့ကြည့်ပါမယ်နော်ကြော်ပြီးတော့မကြည့်ပါနဲ့ဒီဥစ္စာလေးကိုပထမဥစ္စာလေးကိုကြည်ညက်သွားပြီးမှဒီဥစ္စာကိုထပ်ကြည့်ပြီးလို့ကျွန်တော်မြေတားရက်ခံပါနဲ့ okay အဲ့ဆိုလို့ရှိရင်ကျွန်တော်တို့ lesson 2ကဥစ္စာလေးကိုစပြီးတော့တီးကြည့်ကြမယ်မထုံလုံးလေးထုံးစံတိုင်းကျွန်တော်တို့80ဖွင့်ထားမယ်နော်ကျွန်တော်တို့ lesson 2ကကျွန်တော်တို့ lesson လေးကတော့ဒါလေးဖြစ်တယ်ပေါ့နော်ပထမဆုံးတစ်ချောင်းနဲ့တီးသွားတယ်နောက်ထပ်ကျွန်တော်တို့လက်ကြွယ်လေးကိုထပ်သုံးတယ်ပေါ့နော်ထပ်သုံးပြီးတော့3ချောင်းတီးမှာဖြစ်ပါတယ်အဲ့တော့ကျွန်တော်တို့ဒီလက်တွေကိုဒီလေ့ကျင့်ခန်းကြီးကလက်ကိုအတမတက်အောင်လေ့ကျင့်တာဖြစ်ပါတယ်ပြီးတော့ဝတန်ထက်နောက်ထပ် list တီးတဲ့အလုံးလေးပါနောက်ထပ်ဒီကိုတို့တီးလာပါလိမ့်မယ်နောက်ထပ် list ဒီဝတန်ကြီးညံ့ညံ့တက်သွားပြီးတီးတယ်ပြီးဆိုတက်ပြီးဆို list တွေပါရင်နောက်ထပ်တီးကျင်လာတယ်ဆိုလို့ရှိရင်ဒီဥစ္စာလေးကနောက်ထပ်သုံးဝင်လာမှာဖြစ်ပါတယ်အဲ့ဒီချိန်ကျမှညီကိုတို့တီးမှာဖြစ်ပါတယ်နော်အဲ့ဆိုလို့ရှိရင်ကျွန်တော်တို့ဒီ lesson လေးကိုဒီမထုံလုံးလေးဖွင့်ပြီးတော့ပုံမှန်လေးလေ့ကျင့်ပြီးလေ့ကျင့်ပြီးတော့လိုအပ်ပါတယ်ဒီနောက်တော့ဒီပုတ်လေးတစ်ပါးချင်းဒီကျွန်တော်တို့ရွှေ့ပြီးတော့တီးသွားပါโอเคအဲ့ဆိုကျွန်တော်တို့စတီးရမယ်အောက်ကနေပေါ်ပြန်တက်မှာဖြစ်ပါတယ်နောက်တစ်ခါထွက်ချင်မယ်ရှိတယ်โอเคအဲ့လိုရှင်ကျွန်တော်ဒီပုံစံတိုင်းလေးပဲ lesson 2မှာထပ်ပြီးတော့လေ့ကျင့်မယ်ပေါ့နော်ဒီလက်မှတ်ရုပ်ပေါ်မှာထောင်ထားတယ်ပေါ့နော်အနောက်မှာကျွန်တော်တို့ဒီဟာလေးပဲနောက်နေဖိထားပြီးလို့လိုရပါတယ်နောက်တော့အကွက်တွေရွှေ့သွားတဲ့ခါကျရင်အဲ့တော့မှလက်မဟာကျွန်တော်ဒီတိုင်းဆိုလို့ရှိရင်ရွှေ့ဖို့အသေးဖြစ်နေပါတော့ဒီတိုင်းဆိုလို့ရှိရင်ကိုလိုချင်တော့ရတယ်ပြီးလို့ရှိရင်လက်တွေကလည်းလွယ်လွယ်ကူကူဒီဥစ္စာတွေတီးခတ်နိုင်မှာဖြစ်တယ်ပေါ့နော်ကိုတိုင်းတီးလို့ရှိရင်လက်ကဒီလိုကုတ်ကြီးနဲ့အသေးဖြစ်သွားမှာပေါ့နော်လက်ရွှေ့ရတာခက်ခဲမဲ့အတွက်ဖြစ်သွားတယ်နော်โอเคအဲ့ဆိုလို့ရှိရင် lesson 2ရဲ့ကျွန်တော်တို့သင်ခန်းစာလေးကဒီလောက်ပဲပေါ့နော်ဒီဥစ္စာလေးကိုကြည်ကြည်ညက်ညက်ရအောင်လေ့ကျင့်မှာကျွန်တော်တို့နောက်ထပ် lesson 3မှာထပ်ပြီးတော့တွေ့ကြမယ်